ဆိုတော့အဲ့တော့ရင်ဒီလာလေးနဲ့ပဲတုတ်ဖြစ်တယ်ဘတ်တို့တရှိုးနဲ့မတော့ဖြစ်တော့ဘူးပေါ့နော်ပို့ပြီးတော့တန့်တယ်လို့ခံစားတယ်လုံးဝဒီမခင်းရဟုတ်လားခဏကိုကြိုက်ခဲပြီးတော့